ဒီနေ့မှာပတ်တန်လေးနှစ်ခုကို share လုပ်ပေးသွားမှာဖြစ်တယ်ဖြစ်အောင်လုပ်ဖို့နဲ့ဖြစ်မလုပ်ပါနဲ့ဖြစ်အောင်လုပ်ဖို့နဲ့မလုပ်ပါနဲ့လို့ပြောရမယ်ပတ်တန်လေးနှစ်ခုကို share လုပ်ပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ပထမဆုံးပြောချင်တာဖြစ်အောင်လုပ်ပါဖြစ်အောင်လုပ်ပါဒီဖြစ်အောင်လုပ်ပါဆိုတော့ဥစ္စာရဲ့ပတ်တန်ကိုပြပေးမယ် be black now be black now ဖြစ်အောင်လုပ်ပါဖြစ်အောင်လုပ်ပါကဲဒါဆိုလို့ရှိရင် example အနေနဲ့ပြောကြည့်မယ် be plus now ရဲ့အတိတ်ပဲဖြစ်အောင်လုပ်ပါဖြစ်အောင်လုပ်ပါကို example အနေနဲ့ရှင်းပြပေးမယ်ပေါ့နော် be a teacher be a teacher ဆရာတယောက်ဖြစ်အောင်လုပ်ပါ be a teacher ဆရာတယောက်ဖြစ်အောင်လုပ်ပါဒီနေရာမှာဆို be ရဲ့အနောက်မှာနောင်လိုက်ထားတာကိုတွေ့လိမ့်မယ်နောင်ကဆရာလူတယောက်ထဲကိုပြောတာဖြစ်တဲ့အတွက် a ထည့်ပေးထားတယ်ပေါ့နော်အဲ့တော့ be a teacher ဆရာတယောက်ဖြစ်အောင်လုပ်ပါ be a teacher ဆရာတယောက်ဖြစ်အောင်လုပ်ပါ be an engineer engineer တယောက်ဖြစ်အောင်လုပ်ပါ be an engineer engineer တယောက်ဖြစ်အောင်လုပ်ပါ be a lawyer ရှင်းနေကောင်းတယောက်ဖြစ်အောင်လုပ်ပါ be a lawyer ရှင်းနေတယောက်ဖြစ်အောင်လုပ်ပါ be a girl later be a girl later ခေါင်းဆောင်ကောင်းတယောက်ဖြစ်အောင်လုပ်ပါ be a girl later ခေါင်းဆောင်ကောင်းတယောက်ဖြစ်အောင်လုပ်ပါ be an good actor တယောက်ဆောင်ကောင်းတယောက်ဖြစ်အောင်လုပ်ပါ be an good actor တယောက်ဆောင်ကောင်းတယောက်ဖြစ်အောင်လုပ်ပါ okay ဒီကစာကြောင်း၅ကြောင်းကကျတော့ဒီ be black now နဲ့ဖြစ်အောင်လုပ်ပါဆိုတဲ့စကားလုံးလေးတွေနဲ့ example အနေနဲ့ပြပြပေးသွားတာဖြစ်တယ်ပေါ့နော်နောက်တစ်ခုဖြစ်အောင်မလုပ်ပါနဲ့ဒါတော့မလုပ်ပါနဲ့ပေါ့နော်ဒါလွယ်လွယ်ကူကူပြောရမယ်ဆိုတော့ဒါတော့မလုပ်ပါနဲ့အဲ့ဒါကိုပတ်တန်အနေနဲ့ဘယ်လိုပြောလဲဆိုလို့ရှိရင် don't be black now don't be black now ဖြစ်အောင်မလုပ်ပါနဲ့ don't be a staff ဝန်ထမ်းတော့မလုပ်ပါနဲ့ don't be a staff ဝန်ထမ်းတော့မလုပ်ပါနဲ့ don't be a staff ဝန်ထမ်းတော့မလုပ်ပါနဲ့ don't be a chef don't be a chef စရေးတော့မလုပ်ပါနဲ့ don't be a chat စရေးတော့မလုပ်ပါနဲ့ don't be a salesman don't be a salesman အယောင်စရေးတော့မလုပ်ပါနဲ့ don't be a salesman အယောင်စရေးတော့မလုပ်ပါနဲ့ don't be a farmer လယ်သမားတော့မလုပ်ပါနဲ့ don't be a farmer လယ်သမားတော့မလုပ်ပါနဲ့ don't be a green grocer ကုန်စိမ်းတွေတော့မလုပ်ပါနဲ့ don't be a green grocer ကုန်စိမ်းတွေတော့မလုပ်ပါနဲ့ကဲဒါဆိုလို့ရှိရင်ဖြစ်အောင်လုပ်ဖို့နဲ့မလုပ်ဖို့ကိုအင်္ဂလိပ်လိုဘယ်လိုပြောရမလဲဆိုတာကိုသိသွားလောက်မယ်လို့ထင်ပါတယ်ကဲဒါဆိုလို့ရှိရင်နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြမယ်အားလုံးပဲတတာပါ